property and beyond နေကြိုးဆိုပါရယ်ကျွန်တော်ကတော့မိုးစုပါဒီနေ့ရောက်နေတဲ့နေရာကတော့ Onserinville Tarua ကိုကျွန်တော်တို့ first look လေးလာလုပ်တာပေါ့နော်ဒီ project ကိုကျွန်တော်စကြည့်မယ်အဲ့တော့သူကဘယ်လိုမျိုးလဲဆိုတော့ townhouse နဲ့အိမ်နဲ့ကြားတဲ့ပုံစံမျိုးပေါ့နော် townhouse လိုမျိုးအတွဲလိုက်ကြီးမဟုတ်ဘူးအိမ်လိုလုံးချင်းလည်းမဟုတ်ဘူးပုံစံတော့အဲ့လို duplex အိမ်လေးလိုပဲစောက်ထားတာဒါပေမဲ့ဖွဲ့စည်းပုံလေးကတစ်မျိုးလေးပဲပေါ့နော်အထဲမှာဝင်ကြည့်လို့ရတယ်သူတို့စောက်ထားတဲ့ပုံစံအိမ်ကနှစ်ထပ်အိမ်ရယ်ဒီဘက်မှာနှစ်ထပ်ခွဲအိမ်နှစ်မျိုးရှိမယ်အဲ့တော့ဒီနှစ်ထပ်အိမ်လေးကိုဝင်ကြည့်အောင်ဒီအိမ်လေးက112 square meter အိမ်ခန်း2ခန်းဒီချိုးခန်း3ခန်းနဲ့ကားပါကင်3စင်းသာရမယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့ပထမဆုံးဒီအိမ်ဝင်ပေါက်ကကြည့်လိုက်လို့ရှိရင်အဲ့လို shop house လိုဖြစ်နေရပါတော့ဒါ resident အိမ်လို့ပြောထားတော့ညာလဲအဲ့တော့ဒီရှေ့မျက်နှာစာတစ်ပြင်လုံးကြီးကဟိုဟာကြီးမှန်ကြီးနဲ့ဒီလယ်မှာ slide door ပေါ့ဒီ show unit မှာတော့ဒီမှန်လေးကိုတင့်လေးလောက်ထားတော့ privacy ကောင်းတယ်အထဲမှာကလကာတက်ထားတော့အဆင်ပြေတယ်နော်ကြည့်အောင်ဒီနေ့ဝင်လိုက်ပါအိမ်ထဲကိုဝင်ချင်းတော့ဒီအောက်ထပ်တစ်ထပ်လုံးအောင်တော့လုံးဝ open concept ပဲ open concept ဖြစ်နေတော့အကုန်လုံးကအကျယ်ကြီးပဲမြင်နေတဲ့ပုံစံပထမဆုံးလက်ရှူချောင်းတယ်ပေါ့နော်နေရတာအခုနပြောသလို town house ဆက်လည်းနည်းနည်းကြီးမယ်အိမ်လည်းမဟုတ်ဘူးပေါ့သူကလည်းဒီမှာ unique and new living style လို့ရေးထားတာပေါ့နော်အဲ့တော့ဒီရှေ့ကိုပြန်ကြည့်လိုက်လို့ရှိရင်ဒီမှာပေါ့ဒီတကားပေါက်ရဲ့ဘေးနှစ်ဖက်ကိုဒီလိုမျိုးလိုက်ကာလေးတက်ထားရင်တော့ privacy အတွက်အဆင်ပြေတယ်။မဟုတ်ဆိုရင်တော့ဟို standard unit တွေကိုကြည့်လိုက်ရင်တော့လေအထဲကိုဒိုးရိုးပေါက်မြင်နေအောင်တမျိုးဖြစ်တာပေါ့နော်။တကယ်နေမယ်ဆိုရင်ဒါမျိုးပေါ့။အဲ့တော့ဝင်ချင်းမှာliving room နဲ့ TV ထားတဲ့နေရာအဲ့မဲ့တခုအိမ်ကနည်းနည်းကျဲသွားတော့ဘယ်လိုဖြစ်လဲဘယ်လိုကောင်းသွားလဲဆိုတော့ဝင်ချင်းဒီကြားကြီးတွေကလည်းလူကဖြတ်လာကြမလို့တော့ဘူးပေါ့နော်။လူကနောက်ကနေပတ်သွားလို့ရတယ်။ဒီရှေ့ကသွားသူ living area တက်တက်လေးဖြစ်မယ်။ဒီဘက်မှာဆက်သွားလို့ရှိရင် dining နဲ့ bar နဲ့ kitchen နဲ့ဒီမှာတခါတည်းအကုန်လုံး open concept အကုန်မြင်နေရတယ်ပြီးတော့ဒီမှာအပိုလေးပါတခုကဒီဘက်နားမှာ office space လေး work from home သမားရုံးသမားကြိုက်ပဲเนาะ office space လေးကအပူရတယ်ဒီဘက်မှာ dining table 6ယောက်စာလောက်ရမယ်ဒီ kitchen ကသူ standard unit တွေမှာတော့ဒါ main kitchen ပေါ့နော်ဒီ show unit မှာနောက်မှာ kitchen တစ်ခုထပ်ထုတ်ထားတဲ့အခါကျတော့ဒီကောင်က dry kitchen သဘောဖြစ်သွားမှာပေါ့နော် dry kitchen ဖြစ်သွားမယ်ဘားနဲ့အကုန်လုံး stove ကော sink ကော microwave အကုန်ပါနော် dry kitchen ဆိုညာလဲဒီဘက်မှာရေခဲတက်တာထဲမှာတစ်ခုပါမှာဒီနောက်ကအပြင်ထုတ်လို့ရတဲ့ kitchen လေးကတော့ဒါလေးကတော့တော်တော်အဆင်ပြေတယ်တကယ် full size kitchen တစ်ခုလိုပဲပေါ့နော်ဒီနောက်မှာ stove အကြီးရော basin နှစ်ကန်ရောရှီမန် cabinet တွေဒီဘက်ထိ L shape ကိုဒီနောက်လေးမှာတော်တော်ကြည်ကြည်လေးလေးနဲ့ design ကောင်းကောင်းလေးနဲ့ထည့်ထားတယ်ဒါလေးကတော်တော်အဆင်ပြေတယ်အဲ့ဒါအပြင်ကို wash area အပေါ်ကနေပြီးတော့ခေါင်းမိုးအကြည့်လေးနဲ့ wash နှလုံးအောင်ထည့်ပြထားတယ်နော်ဒီမှာလည်း sink တစ်ခုထပ်ရှိတယ်ပုံမှန် cabinet တွေထပ်ရှိတယ်ပြီးတော့ဒီဘက်မှာ bonus လေးရတော့ဒီနောက်က chill space လေးပေါ့ဒီတောင်းလေးမှာခြေအောင်ကိုခြေခြင်းတဲ့ပုံစံခြေလို့ရတာပေါ့နော်ဒီဘက်ရှိမှာပြန်ပြီးတော့ဟိုဘေးတကားကနေပြန်ပေါက်နော်โอเคထည့်ပြန်သွားဒီလေကားရဲ့အောက်မှာ storage တွေတခုရှိမယ်ပုံမှန်ဆိုရင်တော့ဒါတွေကတကားပေါက်တွေပါတယ်ပေါ့နော်ဒီ Onsrin ရဲ့ show unit တွေကတကားပေါက်တွေဘယ်တော့မှတက်မထားတဲ့ခါကျတော့ဗလာကြီးဖြစ်ပြီးတော့ဒီအောက်မှာအောက်ထပ်ရဲ့ common bath half bath ပါနော် shower တော့မပါဘူးအဲ့ဒီတခုရှိမယ်နောက်မှာဗီဒီယိုလေးပါလေထည့်ပြထားတယ်အပေါ်တက်ကြည့်အောင်လှေကားထားတဲ့နေရာလေးကလည်းတော်တော်အဆင်ပြေပါတယ်သူကလည်းသူဟိုဘက်ကဒီတစ်ချမ်းလေးကရှေ့မှာ office စီလေးရဲ့လဲမှာ
bathroom မှာလှေကားလေးရခန်းဖွယ်တာလည်းတော်တော်အဆင်ပြေတယ်ဒီလောက်ကျယ်သွားပြီဆိုလို့ရှိရင်တော်တော်အဆင်ပြေအောင်ခန်းဖွယ်လို့ရပါနော်လှေကားလေးကဒီမှာ30ချိုးလေး၄အောင်ဒီမှာအကုန်ရှိတယ်အပေါ်တက်မှာ master bedroom 2ခန်းရှေ့မှာတစ်ခန်းနောက်မှာတစ်ခန်းပေါ့နော်ကျွန်တော်ဘာမပါဘူးဒါရှေ့ရခန်းလေးဒီမှာ TV စင်နဲ့ကတင်နဲ့ bedside table နဲ့နော်သူပတင်းပေါက်ကိုပိုင်ပတင်းပေါက်ရှေ့မှာပတင်းပေါက်အကြီးအကုန်ပါတယ်စာကြည့်စပွဲအသေးလေးထိုက်ရမယ်ပြီးတော့ဒီနောက်ဘက်မှာ wardrobe area အကျယ်ကြီးထိုက်ရတယ် wardrobe area နဲ့ဒီမှာ wardrobe တွေနဲ့ဘာတော့ master bathroom ပေါ့ကျယ်ဝန်းလေးအဆင်ပြေပါတယ်နောက်ခန်းသွားကြည့်အောင်နောက်ခန်းတော့ဒီဘက်မှာလှေကား area ပေးထားတော့ဟိုဘက်လောက်တော့မကျယ်တော့ဘူးပေါ့နော်သူlayoutလေးကကတင်လေးကဒီဘက်ရောက်သွားမယ် wardrobe ကဒီမှာသူကတော့နောက်ပတင်းပေါက်အကြီးရမယ်အကြီးမှာစာကြည့်စပွဲအမှထားပြီးတယ်ဒီမှာလဲနောက်တဲ့ cabinet လေးရမယ် bathroom ကဒီထဲမှာOkay အဲ့တော့ဒီ project ရဲ့တည်နေရပါတော့ location ကသူကဒီနေရာတာလူရာလို့ခေါ်တာတာလူရာကချင်းမိုင်ရဲ့အရှိဘက်ဒီ outer ring ပေါ်မှာရှိရပါတော့အဲ့တော့လမ်းမပေါ်မှာပဲဒီနားမှာဘာတွေရှိမှာဆိုတော့နီးစောကတော့တာလူရာ market ပေါ့နော်တာလူရာ market ကတ်နေတယ်ပြီးရင်ကျောင်းဆိုရင်ပါရပ် University နဲ့ဆိုရင်7 မိနစ်ပဲသွားရမယ် Central Festival နဲ့ကတော့16မိနစ်လောက်သွားရမယ် Big C တောင်ချမ်းဆိုရင်နေ့20လောက်သွားရမယ်နော်အဲ့တော့ဒီနား location လေးကတော့ဒီလိုဒီအိမ်ပုံစံတွေရဲ့အားသာချက်တွေပေါ့နော်တော်တော်အားသာချက်ကတော့ဒီအိမ်တစ်လုံးရဲ့အကျယ်ပေါ့အကျယ်ကပေ20ရှိတယ်အဲ့တော့ပေ20ဆိုတော့အချို့ town house တွေတော်တော်ကျယ် town house တွေဆိုရင်5မီတာခွဲပေါ့နော်5မီတာခွဲဆိုတော့ဒီကောင်က6မီတာခွဲလောက်ရှိတယ်အဲ့တော့ဒီဖွဲ့စည်းပုံတော်တော်အဆင်ပြေတယ်ဒီအောက်ထပ်ရဲ့ဖွဲ့စည်းပုံလေဒီ living dining ဘာညာ office လေးနဲ့ဒီ bathroom ရောလှေကားရောအဲ့ဒါတော်တော်ကြိုက်တယ်ပြီးတော့ kitchen နောက်မှာတက်လေးထုတ်ပြီးတော့နော် outdoor kitchen နဲ့ wash area တက်ထုတ်ထားအဲ့ဒါလည်းကြိုက်တယ်office space လေးပါတယ်ပြီးတော့ဒီ master bed ရဲ့ layout ပေါ့ master bed ကတင်းပြည့်ချက်ပြည့်ကိုကတင်ရော wardrobe တွေရော bathroom တွေရောနှစ်ခန်းလုံးနဲ့ bathroom attach ဖြစ်သွားတာအဲ့ဒါအဆင်ပြေတယ်အားနည်းချက်အနေနဲ့ကတော့သူကလုံးချင်းအိမ်ပြီးပြမဟုတ်တဲ့အတွက်ကြောင့်ခြံစည်းရိုးခတ်ပေးမထားဘူးနော်အဲ့တော့ဒီလမ်းပေါ်မှာခါရကိုအိမ်ရှိမှာကားလေးထိုးဆန်းရှိတ်လေးပါလေးထုတ်ပေါ့နော်ခြံစည်းကနောက်ပိုင်းဒါပေမဲ့ဒီမှာတော့ခတ်ပေးမထားဘူးဗျနော်အဲ့ဒီတစ်ခုရှိတယ်ပြီးတော့အိမ်က square feet 100ကျော်ကျယ်တော်ညာလေ bedroom က3ခန်းမဟုတ်ပါနဲ့2ခန်းပဲဖြစ်နေဒီနှစ်ထပ်မှာတော့အဲ့အားနည်းချက်တွေတစ်ခုရှိတယ်။နော်ဒါလေးကချင်းချင်းစဉ်းစားလို့ရအောင်ပေါ့နော်။အဲ့တော့ဒါလေးကိုစိတ်ဝင်စားတယ်ကြည့်ကျင်တယ်ဘယ်လိုလေးမိကုန်းလေးပါရှိလဲဆိုရင်လည်းမေးလို့ရတယ်ပြီးတော့လည်းဆက်သွယ်ကြည့်ပါဦး။ဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်